အားလုံးပဲမင်္ဂလာပါကျပတကောင်ရွယ်ရောက်လာတဲ့အခါလူငယ်ကျတမတော်တော်များများကခိုးလက်တင်တာနဲ့ခိုးလက်ရှာတာကိုမကွဲပြားတတ်ကြပါဘူးခိုးလက်တင်နေဆိုတာကတော့ခုချင်းလိုစိတ်ကိုတပြေးပြေးချင်းတစ်ဖက်တစ်ဖက်ပို့တို့ခွတ်လာအောင်ခုစိတ်တွင်းပေးပြီးတင်ယူရတာဖြစ်ပါတယ်ခိုးလက်ရှာတဲ့ဆိုတာကတော့ကိုယ့်ရဲ့ယူရမှုအတိုင်းဒါစိတ်ကျင်တဲ့အထိရှာတာပဲဖြစ်ပါတယ်ကျပတကောင်ရွယ်ရောက်လို့အာရင်ပြေးသွားလာပြီးဆိုရင်ကျပကြီးတွေကိုအနိုင်ယူဖို့ပြန်လည်ခွတ်လာပါမယ်ကျပစိတ်ကြောင့်ကျမတွေကိုမနှဲနဲ့ညာနဲ့ခင်းတို့အချိန်မျိုးမှာကျပကြီးတွေအလင်းမှာတင်ထိုးလိုက်လာပါမယ်နောက်မကြာခဏတောင်းပြန်ခတ်ပြီးသွန်နေမယ်ဆိုရင်အကြခိုးလက်စားတင်လို့ရပါပြီခိုးလက်တင်တဲ့အခါမှာခိုးလက်ချတဲ့မျိုးကိုစိတ်တိုင်းကြစိတ်ကျင်တဲ့အထိရှာလို့မရပါဘူးခိုးလက်တင်နေဆိုတဲ့အတိုင်းခိုးတက်လောင်တင်ပေးခြင်းတာဖြစ်ပါတယ်တင်ပေးတဲ့အခါမှာလည်းတပီးပြေးချင်းတစ်ပတ်ချင်းပို့ပို့ပြီးတင်ပေးရတာမျိုးဖြစ်ပါတယ်ဒါတော့မှတစ်ပတ်နဲ့တစ်ပတ်ချက်ခုပို့တော့မလာပဲရောသွားခဲ့ရင်ကျမအေးကြောင့်လားဘာကြောင့်လဲဆိုတာသိဖို့လိုအပ်လာပြန်ပါတယ်ဥပမာအေးဖမ်းလို့လားအတွင်းရောဂါဘာဖြစ်နေလဲကျက်ဝဲအရန်ကြီးပြီးအစီကတ်နေလားဘာအစာတွေစားထားလဲအိမ်တန်းပြတ်သလားအစာရည်စာကြောင့်လားစသည်ဖြင့်သိဖို့လိုအပ်လာပြန်ပါတယ်ဒါအပြင်ကျန်နူပေါက်ရှင်းတင်ဖို့လည်းအရေးကြီးပါတယ်ချက်ကောင်းတယ်ဆိုပြီးအနူပေါက်ရှင်းမချပဲကျက်ရင်လူနဲ့ရှားတဲ့အခါမှာချက်တွေပြည့်စည်သွားတတ်ပါတယ်အဓိကကတော့ကိုကိုတက်တန်သူကထမ်းနိုင်ပြီးသူခုတဲ့အခါမိတ်ဆွေရဲ့ချက်ကမထမ်းနိုင်မဲ့ပြည့်စည်သွားတတ်ပါတယ်အနူချင်းကြည့်တဲ့အခါမှာတော့ကောက်ကူကောက်ပြင်းနဲ့တင်တာကပိုပြီးညမဲချက်ကူပိုသေးပြီးနောက်အပတွေမှာချက်ကူပိုတင်စေပါတယ်နောက်တင်ရင်တက်လာတဲ့ချက်ကိုစိတ်တိုင်းကျခိုးလက်ရှားတဲ့အခါမှာလဲမိုင်ယုံနဲ့အထိကြည့်တာမျိုးဆိုရင်လဲနောက်အဖတွေပြန်ကြည့်တဲ့အခါမှာအရင်ရှိအမှန်မျိုးပြန်ရဖို့ခက်ခဲတတ်ပါတယ်ချက်ပေါက်တွေကိုမိုင်ယုံနဲ့အထိခိုးလက်မရှားသင့်ပါဘူးချက်ပေါက်ပေမဲ့ချက်ရိုးထက်လို့ချက်သက်ကလေးရတဲ့ချက်ဆိုရင်တော့ချက်ခုတင်းတင်းနဲ့အားရင်ပြီးွားဆိုခိုးတဲ့အတွက်ပထမဆုံးခိုးလက်မာတဲ့နိုင်ဝက်လောက်ထိကြည့်လို့ရတတ်ပါတယ်ချက်သက်10လကျော်12လ13လမျိုးတွေပါဒါတော့ကောက်ကူကောက်ပြင်းနဲ့ကြည့်သင့်ပါတယ်ချက်တင်နဲ့ဆိုတာခုစိတ်တွင်းတာဖြစ်ပြီးချက်ပြင်းနဲ့ဆိုတာဟာတိုင်ဝမ်ဝင်မှုပြင်ဆင်တာမှုချက်တင်တာနဲ့ချက်ပြင်းတာကိုကွဲပြားစေခြင်းပါတယ်ရင်ရင်းနဲ့ရှင်မပေါ်တဲ့ချက်တွေကိုတင်ရင်းနဲ့ပြင်ရတတ်ပြန်ပါသေးတယ်တိုင်ဝမ်ဝင်မှုတို့ကိုရှင်မတိုင်းထုတ်ဖို့ပြုပြင်ထိန်းသိမ်းရင်းစီပေါ်လာတဲ့အခါမှာတိုင်ဝမ်အတွင်းကိုပို့ဆောင်ကြရင်ဖြစ်ဝါသနာတို့မိတ်ဆွေများချက်တင်နဲ့ချက်ပြင်းကိုကွဲပြားစေခြင်းပါတယ်လို့ပြောရင်းတက်ချက်စီလူညီကိုပေါင်းတက်ချက်ကောင်းများပိုင်းဆိုင်နိုင်ကြပါသေးဗျာ